တော်လိုင်းကြီးကအခု2021 22 23 24ခု2025 26တဲ့ဝင်သွားပြီ26တဲ့ဝင်သွားတဲ့အချိန်မှာကျွန်တော်တို့က2024ကုန်ကနေ2025လောက်မှာကျွန်တော်တို့တော်လိုင်းကြီးဖွဲ့စည်းပြတစ်ဖွဲ့နဲ့တစ်ဖွဲ့ညှို့မှုအားနည်းနည်းညော့သွားတာကိုကျွန်တော်စစ်တပ်ထဲမှာနေတဲ့အချိန်မှာလည်းဟိုကကျွန်တော်ပြီးတယ်အဲ့လိုပေါ့အထက်ပိုစီးလုံးစီခြင်းနဲ့2021 22ကလို့ကျွန်တော်ပို့ပြီးတော့အဲ့လိုမျိုးစီးလုံးစီခြင်းနဲ့အဲ့လိုစီးလုံးနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမြို့ပေါ်ထိတက်လို့ရမယ်ဒီစကားစားလည်းသူကနေဒီပြူပွဲသွားလိမ့်မယ်သူတို့လည်းထဲထဲမှာကျွန်တော်တရားစီးလုံးမှုကကျွန်တော်အကုန်ပြုပါတယ်သူတို့ပြောနေတာတွေလည်းကျွန်တော်ကြားနေတယ်စီးလုံးမှုမရှိပါဘူးနောက်တစ်ခုကပေါ့နော်ဒီစနစ်လုံးလုံးကဒီမန္တလေးမှာပဲနေပြရတာဟုတ်ကဲ့ကျွန်တော်မန္တလေးနန်းတွင်းမန္တလေးကြီးဦးနေအဲ့ဒါပဲနေပြရဟုတ်ဒီနေ့တစ်ခါပြောပြီးတော့ကျွန်တော်ပါတယ်တရင်မူဟုတ်ဒီကြီးအောင်နိုင်သေးအောင်နိုင်သေးအိမ်မှာဘာတွေလုပ်ကြတာအဲ့လိုသမင်းချက်အဝတ်လျှော်အဲ့ဒါပါပဲကျွန်တော်လုပ်ရတာတော့အဓိကတော့အဲ့ဒါပဲကျွန်တော်ဘာမှမလုပ်တော့ကျွန်တော် professional နေပြန်မှာအောင်နိုင်သေးလားဖွေးလားအောင်နိုင်သေး तू ကဘာလဲဟော तू ကအခုလက်ရှိတော့ထွက်သွားပြီဟုတ်တယ်ထွက်သွားပြီ तू ကဘာတောင်းဝင်ကြီးတာ သူကတော့အဲ့တော့စကြောင်းတောင်ကိုဒီမတရားဒီကြောကိုဒီနေထားနေနေတာဟုတ်လားတရင်မူလားဟာလေတရင်မူနော် तू ကစစ်ရစုမှုတွေဘာတွေကျူးလွန်ခဲ့ရလဲညံ့ညင်တွေ့ရှိတာတော့မဟုတ်ပြန်ကြားတာဖြစ်ဘာတွေကြားခဲ့ဒီကတော့စစ်ရစုမှုဆိုတော့မရှိပါဘူးအဓိကတော့အပတိအဲ့ဒီမန္တလေးတိုင်းထဲမှာအဲ့ဒီအင်ချန်မီကိစ္စတွေပါပြီးအဲ့လိုပတ်စံပေးပတ်စံကြီးရှင်းကျူးတွေပါပြီးအဲ့လိုမျိုးတချို့တွေကကိုယ်နားထဲမှာနေကြားနေရအဲ့သွားရင်လာရင်လည်းအဲ့လိုမျိုးဒီလူတွေကပြောကိုယ်ရစိတ်မကောင်းဖြစ်အဲ့လိုမျိုးပေါ့အဲ့ဒီအင်ချန်မီတွေကတော့တော်တော်များများပဲအမှသူတို့ဒီတိုင်းထဲမှာနေသူတို့ဒီကြီးတွေပဲအကုန်လုံးပြီးပြီးလှုပ်ရှားနေတာသူလည်းပူပေါင်းပြီးလှုပ်တဲ့လူတချို့ရဲ့နာမည်တွေပြောနိုင်မလားဗျပူပေါင်းပြီးလှုပ်တဲ့လူတွေအမှမြေကြီးစားတွေလှုပ်တယ်ဆိုသူတို့ရဲ့တစ်ဖက်တွေအမှဒေရင်တို့အများကြီးပါပဲအောင်ဆိုးတို့အဒီနေသိန်းဒီသိန်းနာတွေအမှမြတ်ချန်တွေပြန်ပြီးတော့ဟိုနေချီပြီးတော့မှပြန်ရောင်းတာတွေလှုပ်တာတွေသူကပတ်စံစင်ကြီးလှုပ်လို့ဆိုသူတို့တွေကရက်သားလားစစ်တပ်ဖျားမလားအခုရှဲရင်အောင်ဆိုးတွေပြည်သူစစ်တွေပေါ့ပြည်သူစစ်တွေပဲပေါ့အကောင်ရမြို့ထဲမှာအတိုင်းပဲလှုပ်ရှားတာမန္တလေးမြို့ထဲမှာဒီကောင်မန္တလေးမြို့ထဲမှာအများသောအားဖြင့်သူတို့ရက်ကားနဲ့မတော်စစ်ကားနဲ့မတော်တာရက်ကားနဲ့ပဲလှုပ်ရှားနေတာညာကြီးလို့ဒီရမျက်ကြီးကြာလာအခုကျောင်းနေရဆိုတော့အဲဒီဖိုးကြောက်ဆိုတော့တကယ်ကနားမကောင်းဘူးအဲဒီဟိုးပဲပသိန်းဘက်မှာသူ့ကိုပိုင်ခြံကုန်မှတယောက်ကသူ့ခြံမှာဆိုပြီးတော့မှအဲဒီအချွေးမှုကိုပတ်စံသွားပေးတာပေးရတယောက်ကအဲ့ဒါသူကအဲ့ဒီခြံလေးကိုသူချောင်းပြီးတော့မှအပတ်စံကိုသူပေးရမှာအချွေးမှုကပတ်စံသိန်း200ပေးသိန်း200ပေးဒီခြံကိုသူကြံပေးရမလို့တော့လှုပ်ရှားနေကြတာဒီမန္တလေးမြို့မှာဒီအရှုပ်ရှင်းနေတာအာနာအလွဲသုံးစားနဲ့ပြည်သူကိုအနိုင်ကျင့်တယ်လို့ပြောကျင်တာလားအဲ့လိုမျိုးဖြစ်နေတာသူတို့တွေပဲကြီးတဲ့ချမ်းသာဒါပေမဲ့သူတို့ချမ်းသာတာကိုမနာလို့မဟုတ်ပါဘူးကျွန်တော်ပြောချင်တာအများကြီးချမ်းသာကိုချမ်းသာတာကြီးတိတ်ပြီးတော့အဆင်မပြေတော့တော့အရာရှိတွေရဲ့စစ်တပ်မှာအဓိကပေါ့ဒီယာဒူးလုတ်ပိုင်ခွင့်ရှိတဲ့အရာရှိတွေနဲ့အောက်လက်အဆင့်ဆင့်ရဲဘော်တွေနဲ့လကစားခြင်းအတူတူဒီကွာဟချက်ကြီးကတအားကြီးမားနေတာဘာကြောင့်လဲသူရဲ့ယာဒူးအဆင့်တန်းရောက်လစာခံစားခွင့်ချင်းကွာတာကိုလက်ခံပါတယ်သိပါတယ်သို့တော့ဒီလစာနဲ့ဘလို့မှမအပ်ဆက်တဲ့ချမ်းသာကြွယ်ဝမှုတွေအဓိကတော့အဲ့ဒါတော့အာဂတိနဲ့လုတ်ပိုင်ခွင့်တွေပေါ့သူတို့ရဲ့အမှပိုင်ရဆိုင်ရာဒီနဲ့သူတို့လုတ်ပိုင်ခွင့်တွေဖွဲ့ဝေပေးတာတယ်အဲ့လိုမျိုးတွေပေါ့ဟိုရဲဘော်တယောက်တော့အဲ့လောက်မချမ်းသာဘူးခုနောက်ပိုင်းကသူတို့ရဲ့လုတ်ပိုင်ခွင့်တွေကအပြင်ပြည်သူစစ်တွေသူတို့ခံထားတဲ့ပူဆိုးတွေအဲ့ရဲဘော်တွေတက်ချမ်းသာသူတို့နဲ့တန်းတူနေပါတော့ကိုချမ်းသာကြတယ်ဘာမှမဟုတ်တဲ့လူမိုက်တခိုးဓမြတွေရတော့မှပူဆိုးတွေတော့မှဟိုအဲ့လိုချမ်းသာတယ်မြေပွဲစားတွေမြေရှင်းပတ်စံပြေတော့အဲ့လိုမျိုးဒါဆိုရင်ဆရာတော်တို့အမှပါပါလေသူတို့တွေလောက်နေတာပောက်ကူတော့လားပောက်ကူတော့ပောက်ကူတော့နဲ့ဒီအောင်နိုင်သေးနေရရောပူပေါင်းလှုပ်ဆောင်တာတွေရှိတယ်တစ်ဖွဲ့တည်းပြီပဲဟောတစ်ဖွဲ့တည်းပဲလားဒါတွေကိုကျွန်တော်တို့ကပြည်သူသိအောင်ချပြမှာပါဒီအောင်နိုင်သေးနေတဲ့စစ်ရသူပြည်သူကိုနှိပ်စက်ညှဉ်းပန်းအဲ့ဒါတွေရောအကြောင်းမဲ့တက်ဖြတ်တာတွေရောရှိတာတွေကြားသေးတာအဲ့လိုမျိုးတော့မရှိဘူးဒီခန်းလာတဲ့အရင်တော့စီကျန်းအရင်တော့အဲ့လိုပေါ့2021 22အရေးခင်းမှာအဲ့လိုခန်းလာတာတွေနှိပ်စက်တာတွေတော့ရှိတယ်အဲ့လိုလက်သုံးချောင်းထောင်ပြီးတော့အဲ့လိုဆန္ဒပြခဲ့တဲ့ဒီအဲ့လိုပထမစစဖြစ်ရောကျွန်တော်17 22 23ပေါ့အဲ့ဒီတော့ဆန္ဒပြတဲ့ကာလပေါ့ဟုတ်အဲ့ဒီမှာတော့ဟုတ်ပါဘူးရှိဒါဆိုရင်တက်ထဲမှာဖြစ်နေတာက
စစ်တပ်ဘလောက်ပဲရှိရဲဘော်တွေဟာအာဏာကိုအလွဲသုံးစားလုပ်နေတဲ့အရာရှိလုပ်ပိုင်ခွင့်ရှိတဲ့အရာရှိတွေနဲ့ပေါင်းစားပင်းစားနေတဲ့အပြင်ကပြူစောထီးတွေလောက်တောင်လူမွေးသူမွေးမပြောင်းတဲ့ဘဝဖြစ်နေတာပေါ့အဲ့တော့ ဟိုဟာကျွန်တော်တို့စီမှာသူတို့စီမှာဟိုဟာညီညွတ်မှုကလည်းမရှိကြတော့ပါဘူးအဓိကကျွန်တော်တို့ဒေါ်လာတစ်ဖက်တည်းကဒီထက်ပိုစီးလုံးမှုလို့သူတို့စီမှာလည်း POK ဖြစ်နေကြတာလေဒီအောင်တယောက်စီးလုံးညီညွတ်မှုရှိတယ် ယုံကြည်မှု ဒီမိုဒီသူတို့ကဒါပြောတာပြည်သူကိုထောက်ပံ့မယ်သူတို့အချင်းချင်းတောင်မှခွဲဝေလို့မလောက်ဘူးပေါ့နော်ကျွန်တော်တို့ထောက်ဖို့တက်ဆိုလို့ရှိရင်လို့ထောက်ပံ့ရေးထောက်ပံ့မှုပြီးတော့လည်းမော်တော်ရေးထောက်ပံ့မှုပြီးတော့မတည့်ဘူးသူတို့သူရတာများတယ်သူကပိုရတယ်ကိုကပိုရတယ်မော်တော်ရေးဆိုစီထောက်ပံ့ရေးမှာကိစ္စတွေပြောလို့ ခုနရဲဘော်ပြောတာပေါ့နော်ရဲဘော်ကဒီစစ်တပ်ကိုကောင်းမဲ့ထင်လို့ဒီ2019နော်တော့ဝင်ခဲ့တာတကယ်လို့တကယ်ဝင်ခဲ့တာတိုင်းပြည်တောင်ဝင်ထမ်းဖို့အတွက်ဒီကဝင်ခဲ့တာပေါ့နော်ဒါပေမဲ့လက်ရှိလောက်ကတော့ကြတော့သူတို့တရင်မှုရဲ့ဗါတဲ့အခိုင်းစီပုံစံမျိုးလောက်ကတော့ဆိုတော့အဲ့ဒီခံစားချက်ကြီးရအောင်ဘယ်လိုရှိမလို့အဲ့မှာလောက်ခဲ့တဲ့ဘာတွေလောက်ခဲ့ရလောက်ဘာတွေလောက်ပေးရလဲပေါ့တရင်မှုရဲ့ခုနကမျိုး မြင်းချက်ဆောက်ဟိုဒီကကြေးကြောင်းသားကြီးမျိုးလေးတွေပါ လို့စိတ်ခံပုံစံဖြစ်သွားတော့ လည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီဦးလေးမှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲတက်တီမှာရှိတဲ့ရဲဘော်တွေဆိုဟိုအရာရှိရင်ပဲနေရောက်ဒီအရာရှိရင်ပဲနေရောက်သွားဒီဦးလေးမှာဆိုအဲ့ဘုံကျုပ်တွေလားပို့ဆုပ်တွေလားမသိအမှအများကြီးပဲသူတို့ခြံနေအဲ့သူတို့ခြံနေမှာပဲဘုံလုံးစစ်သားတွေကသွား ရရှိတွေတက်လိုင်းကမ်းမှာနေလား အရာရှိတွေလိုင်းကမှနေတာရှားတယ် အခုသူတို့ပိုင်ဆိုင်တဲ့အိမ်တွေကပြည်သူတွေနေတဲ့မြို့ရွာတွေရက်ကွက်တွေထဲမှာပြည်သူလက်စာနဲ့တိုင်းပြည်တောင်ထမ်းရမယ့်ရဲဘော်တွေကိုစစ်ကြုံပြုတ်ထားတာဆိုရင်ရဲဘော်တယောက်အနေနဲ့ဒီအကြောင်းအရာကိုဗာပြောချင်တယ်ကျန်တဲ့ရဲဘော်တွေလည်းဒီအကြောင်းအရာကိုသိပါ သိတော့အရာရှိတွေဟာသူလဲစစ်သားရဲဘော်လည်းစစ်သားပဲတာဝန်ရယာရူးတွေကွဲနေပေမဲ့သူစစ်တပ်ရဲ့လိုင်းကမ်းမှာမရှိဘဲနဲ့ဘာကြောင့်မြို့ရွာတွေတဲ့မြို့တွေရွာတွေရက်ကွက်တွေထဲမှာအိမ်ကြီးအိမ်ကောင်းတွေနဲ့အိမ်တွေအများကြီးပိုင်ဆိုင်ပြီးအဲ့မှာပဲသွားနေပြီးတော့ယင်တက်မတော်ရဲ့လစာကိုပေးထားတဲ့ရဲဘော်တွေကိုကြတော့ဘာဖြစ်လို့သူ့ရဲ့မြို့ရွာတွေရက်ကွက်တွေထဲကအိမ်တွေမှာစစ်ကြုံဖြစ်ကြုံပြုတ်ခိုင်းစေထား အဓိကတော့သူတို့အိမ်လုံခြုံရေးသူတို့အိမ်ကိုမထိခိုက်အောင်ပေါ့ကိုတမရနေမဝေးအောင်ဒီကြတော့ခိုးဖွဲ့ပြီးတော့ဆောက်ထားတဲ့အိမ်သူတို့အိမ်ကိုကြတော့ပြန်ပြီးခိုးဖွဲ့ဖျက်ဆီးမှာလို့သူကြောက်ဒါပေမဲ့ကျွန်တော်တို့ဒေါ်လာရင်းမြို့ပေါ်ရောက်တဲ့အချိန်ကျကျွန်တော်မတည်ဘူးပေါ့ကျွန်တော်ဒီဒေါ်လာနဲ့မှမတည်ဘူးဆိုလို့ကျွန်တော်အိမ်ကြီးအနေရတယ်ကျွန်တော်အကုန်မှမသိတယ်နော်အခုကျွန်တော်နေခဲ့တဲ့တိမ်မှုရဲ့အိမ်ကြီးနေရာတွေရွာတွေလည်းကျွန်တော်အကုန်သိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီနေရာတွေကိုကျွန်တော်ပြန်ရောက်မတည်ဘဲနဲ့ကျွန်တော်ဒီဒေါ်လာမှမတည်ဘဲနဲ့ကျွန်တော်ပြန်ရောက်ခဲ့လို့ရှိရင်တော့အဲ့အိမ်ကိုကျွန်တော်အကုန်လုံးလုပ်ပါပေါ့ကျွန်တော်ရီမန်ချက်ရည်ရွယ်ချက်ပေါ့နော်ဒါပေမဲ့အဲ့ရှင်ကမှအဲ့အိမ်ကိုသူရောင်းလိုက်လို့တခြားလူဝယ်တော့ကျွန်တော်မသိဘူးကျွန်တော်လုံးပါပဲသူပိုင်ဆိုင်မှုဒါကျွန်တော်တခါလေးပြောတယ်ပြောမှဝယ်ချင်ကြရင်လည်းဝယ်ပေါ့တတ်နိုင်နော် ခုနစကားနဲ့ပဲဆက်လို့2019ခုတုန်းကတက်မတော်တွေကိုဝင်ခဲ့တာကတိုင်းပြည်အတွက်အလုပ်လုပ်ပေးဖို့ ဟုတ်ကဲ့ တကယ်တမ်းတက်သေးကိုရောက်သွားတဲ့အခါမှာတိုင်းပြည်အတွက်လှုပ်လို့ရလားစစ်အရာရှိတွေအတွက်ကြုံခံရလား သူတို့ရရှိတွေအတွက်ဒါတော့ရရှိတွေအတွက်ပဲအားနေဖတ်ထိုက် တော့တက်သေးမှာလက်ရှိကြံနေတဲ့ရဲဘော်တွေအခုတော်လန်ရေးမှာလိန်ညာပြီးတော့တိုက်ပွဲဝင်ခိုင်းနေတဲ့ရဲဘော်တွေကိုရောအခုစီဒီအန်ဗတ်ပြောင်းပြန်လဲစစ်တပ်ကိုတော်လန်တိုက်ခိုက်တော့မဲ့ရဲဘော်တယောက်အနေနဲ့ဗာပြောချင်တယ် ။ပြောချင်တယ်ဆိုတော့သူတို့လည်းကျွန်တော်လိုပဲပေါ့ဟိုနေ့ဖြစ်တယ်ဆိုလို့ရှိရင်တော့လာကြပေါ့။ကိုကတော့ပြောတယ်အမှဒေါ်လိုင်းတစ်ဖွဲ့စီဒေါ်လိုင်းတစ်ဖွဲ့တွေကတတ်မယ်ပြုမယ်အခုကျွန်တော်လာတယ်ဘာမှမဖြစ်ဘူး။ကျွန်တော်နေတွေ့ပဲမိသားစုလိုပဲမိသားစုထဲတော့ပို့သေးတယ်ညီကိုလိုပဲအထက်အောက်အကုန်လုံးကညီကိုတွေလိုပဲအရာရှိတယောက်လိုမဟုတ်ဘူး။ကျွန်တော်စီကအဲ့လိုမျိုးအဲ့ကြောင့်မလို့လာမယ်ဆိုလို့ရှိရင်နေတွေ့ပါဆက်တယ်ပါ။ဒီစက်အမှတစ်ဖွဲ့တွေလည်းအများကြီးရှိတယ်ဒါပေမဲ့တချို့တစ်ဖွဲ့တွေကကြတော့လည်းချက်ချင်းမခေါ်ဘူးဆိုတာလည်းဒီလိုပဲပေါ့တယောက်နဲ့တယောက်ကြတော့ ဟိုမယုံကြည်ဖြစ်တာလည်းမဟုတ်ဘူးပေါ့အစစအရာတတိထားပြီးတော့အလုပ်လုပ်နေရတဲ့အချိန်ကိုအသက်ပေးပြီးတော့အလုပ်လုပ်နေရတာဖြစ်တဲ့အတွက်တတိတော့ထားရတာပေါ့ ဘုန်းကြီးကဆိုကျွန်တော်ရန် rich ရှိတယ်ဒီကိုကျွန်တော်ခေါ်ရတာအကြောင်းလဲဆိုတော့ကျွန်တော်ကလည်းကုညီချင်တာပေါ့နော်ဘာလို့လဲဒီစစ်ကောင်စီကဘက်ကြောင်းလာလို့ဆိုကျွန်တော်ကလည်းကြိုးဆိုတယ်ဗျာတကယ်စိတ်ရင်းမှန်ဖို့လိုတာပေါ့နော်ဒါပေမဲ့ကျွန်တော်က
online ပေါ်မှာပဲတိစကားပြောထားဆိုတော့ဒီကနေ့ပြင်မှာကျတော့ကိုဘက်ကတော့ခေါ်တဲ့ခါမှာသူတို့ဘက်ကအရင်တော့ဒီစကားကောင်းနေရတယ်အဲ့တွင်ယူပြီးတော့နော်ကျွန်တော်တို့လာဆက်သွယ်တာရှိတယ်ပြီးလို့ရှိရင်ချို့ဖွဲ့တွေကိုပြန်ပြီးတော့ဟောက်ချောင်းစင်ပြန်ဖမ်းတာရှိတယ်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ဘက်ကရန်အာယုံစိုက်နေရတာပေါ့နော် view site ဂယူစိုက်ပြီးလုပ်ခဲ့ရ ကျွန် တာ တော်တို့ view site ကို ဘာကြောင့်လဲဆို လုပ်ခဲ့ရတယ် အခုလွဲချော်သွားတာနဲ့ကျွန်တော်လူခေါ်ပေးတဲ့လူတွေပေါ့နော်ဒုက္ခရောက်မှာအဲ့ဒါကျွန်တော်တော်တော် risk ယူပြီးတော့ဒီကိုကူညီခဲ့ရတာပေါ့နော် ဟုတ်ကဲ့ ဒါပေမဲ့ဘယ်လိုပဲဖြစ်အခုလိုချောချောမွေ့မွေ့နဲ့ကျွန်တော်တို့ရှိရောက်လာတော့လေဒီဒါရပူပေါင်းတာကိုလည်းကျွန်တော်ကြိုးဆိုတယ်ဝန်လည်းဝန်တာပါတယ်ဟုတ်နော်ပြီးတော့နောက်တစ်ခုဒီပေါ့ဒီဘာသာမလာခင်ပေါ့နော်နန်းတွင်းထဲမှာနန်းတွင်းနားမှာဘာသာရှိရဆိုဒီနန်းတွင်းထဲကိုကျွန်တော်တော်လိုင်းအဖွဲ့တွေကမစ်ဇိုင်းတွေရှော့တိုက်ဒုံးတွေနဲ့ပြစ်နေတာတွေကိုဘယ်နှကြိမ်တော့ကြုံဘူးလေပြီးတော့ကျွန်တော်ပြစ်လိုက်တဲ့အရာတွေအောင်ဒီနန်းတွင်းထဲကိုကြားတာတွေဘယ်နှလုံးလောက်ရှိတယ် 3 ချိန် 4 ချိန်လောက်တော့ကြုံဘူးတယ်အမှကြားတယ်ကွဲတယ်ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်အပြင်မှာဒါပေမဲ့ကျွန်တော်တို့ပြန်ကြတာတော့ထဲထဲမှာကွဲတယ်ထိုင်ရရတာတွေလည်းရှိတယ် ကြောက်ဆုံးတာတွေရောရှိလားဒီစစ်ကောင်စီက ကြာဆုံးတာတော့မရှိဘူးခင်ဗျာကျွန်တော်လည်းမကြားလိုက်ဘူးကျွန်တော်သိတာတော့ထိုင်ရရတာရှိတယ်ထဲထဲမှာကြားတယ်ကွဲတယ်တချို့လုံးကြီးဆိုမကွဲဘူးအဲ့လိုမျိုးကြားတယ်ကြားတယ်ထဲထဲမှာ စစ်ကောင်စီရဲ့ဝါဒဖြန့်မှုတွေနဲ့အတွေးအမြင်မှောင်းမှိုင်းရိုက်ထားတဲ့ဥစ္စာတွေကိုတက်တွင်းမှာကြံခဲ့တဲ့ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေညီကိုတွေသိအောင်ဒီကနေပြီးတော့တစ်ဆင့်ပြောပေးပါကျွန်တော်တို့ကတက်ထဲမှာရှိတဲ့ရဲဘော်တွေတော်လှန်ရေးဘက်ကိုကူးပြောင်းတဲ့အခါမှာသူတို့ပြောသလိုကျွန်တော်တို့ဘက်ကရုံမာတာရိုင်းဆိုင်တာရက်ဆက်တာမရှိဘဲနဲ့တကယ်ကိုစစ်တပ်ရဲ့မတော်မတရားမှုတွေကိုပြန်လည်ခုခံတွန်းလှန်ခြင်းနဲ့တော်လှန်ရေးဘက်ကိုပြည်သူနဲ့အတူပူးပေါင်းပြီးပြန်တော်လှန်တိုက်ခိုက်မယ်ဆိုတဲ့ရဲဘော်တွေကိုတပ်ဖွဲ့တွေကနေတော့ဘယ်လိုကြိုးစိုးတယ်ဘယ်လိုစိတ်ချရတယ်ဆိုတဲ့အကြောင်းကိုတက်ထဲမှာကြံခဲ့တဲ့ရဲဘော်တွေပြီးအောင်ဒီကနေတစ်ဆင့်ပြန်ပြောပေးပါ ဒီကတော့လာခြင်းတဲ့သူတွေလည်းရှိပါတယ်တော်တော်များရှိတယ်ဒါပေမဲ့လာမယ်ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကတော့အဲ့လိုပေါ့ထွက်လာတဲ့ဆိုတော့လမ်းမှာတော့စစရတတိထားပြီးတော့လာစီခြင်းတယ်ပြန်ပြီးဝိုင်းတော့မလွယ်ဘူးဒါပေမဲ့သူတို့ပြောတယ်တက်တယ်ဖြတ်တယ်အဲ့လိုမျိုးနှိပ်စက်တာတော့တခုမှမရှိဘူးဒါပေမဲ့ကိုယ့်ဘက်ကတော့လာတဲ့အချိန်မှာကိုကတော့လုံးဝကိုစိတ်ကိုဘောနော်အဲ့လိုပြောရမလဲယုံကြည်ချက်ရှိနဲ့ကိုကလာမှာပေါ့ဟိုလာတဲ့အချိန်မှာလည်းကိုကစိတ်ရဟိုလိုမျိုးပေါ့ဇဝီဇဝါတွေဖြစ်ဟာလိုင်းကောင်းမလားကောင်းလားပြီးရောက်တော့မှအဲ့လိုမျိုးဆိုလို့ရှိရင်တော့တူကိုပဲဘယ်သူမှလည်းခွင့်လို့မှာမဟုတ်ဘူးပေါ့နော် ဆုံးဖြတ်ချက်တေချာ လုံးဝကိုဆုံးဖြတ်ချက်တေချာမှလာပါကျွန်တော်ပြောချင်တာဆုံးဖြတ်ချက်တေချာတယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ပဲနည်းနည်း free easy ပဲ ကျေးဇူးတင်ပါတယ်ဗျစစ်ကောင်စီရဲ့ဝါဒဖြန့်ထားတဲ့အတိုင်းပဲကျွန်တော်တို့စစ်ကောင်စီလက်အောက်မှာအမှုထမ်းနေတဲ့ရဲဘော်တွေဟာလမ်းပြောင်းနေပါတယ်ကျွန်တော်တို့တော်လိုင်းရေးဘက်ကိုပြောင်းရမယ့်အခါမှာလဲတော်လိုင်းရေးဘက်ရဲ့မယုံကြည်မှာကိုလဲဆိုရတယ်တစ်ဖက်မှာလဲမတရားကြုံပြုခိုင်းစေတဲ့အလုပ်ကိုလဲမလုပ်ချင်တော့ဘူးလူတွေရဲ့ရွေးစရာမရှိဘူးဖြစ်နေတဲ့အခါမှာဒီရဲဘော်ရဲ့အမှန်တရားချပြမှုကြောင့်တက်တွင်းမှာစစ်ကောင်စီလက်အောက်မှာလက်ရှိအမှုထမ်းနေတဲ့ရဲဘော်တွေနဲ့အတွေးမှန်အမြင်မှန်တွေရပြီးအမြန်ဆုံးပြည်သူဘက်ကိုဗတ်ပြောင်း၍စစ်ကောင်စီကိုပြန်လဲတော်လှန်တိုက်ခိုက်ဖို့အထောက်ကြပါလို့အကြံပြုပြောကြားလိုပါတယ်ဗျ အိုးပိတ်နေတယ်ပေါ့နော်ရဲဘော်ကျွန်တော်မေးချင်တာကစီရီယန်ဘက်ပြောင်းပြီးတော့ပေါ့နော်ဒီစစ်ကောင်စီကိုတော်လန်မဲ့ဒီပြောင်းနေနဲ့ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေကိုပေါ့နော်ဒီတော်လန်ရေးသမားတွေကိုအကြံပြုဘာများပြောချင်သေးတယ်ဗျ အဲ့ဒါကြောင့်ကျွန်တော်တို့ဒီတော်လိုင်းရေးအခု2021 22 23 24ခု2025 26တဲ့ဝင်သွားပြီ26တဲ့ဝင်သွားတဲ့အချိန်မှာကျွန်တော်တို့က2024ကုန်ကနေ2025လောက်မှာကျွန်တော်တို့တော်လိုင်းရေးဖွဲ့စည်းပြတစ်ဖွဲ့နဲ့တစ်ဖွဲ့ညှို့မှုအားနည်းနည်းညော့သွားတာကိုကျွန်တော်စစ်တပ်ထဲမှာနေတဲ့အချိန်မှာလည်းဟိုကကျွန်တော်ပြီးတယ်အဲ့လိုပေါ့အထက်ပိုစီးလုံးစီခြင်းနဲ့2021 22ကလို့ကျွန်တော်ပို့ပြီးတော့အဲ့လိုမျိုးစီးလုံးစီခြင်းနဲ့အဲ့လိုစီးလုံးနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမြို့ပေါ်ထိတက်လို့ရမယ်ဒီစကားစားလည်းသူကနေဒီကျူပွဲဝါလိမ့်မယ်သူတို့လည်းထဲထဲမှာကျွန်တော်တရားစီးလုံးမှုကကျွန်တော်အကုန်ပြုပါတယ်သူတို့ပြောနေတာတွေလည်းကျွန်တော်ကြားနေတယ်စီးလုံးမှုမရှိပါအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့တော်လိုင်းပေါ်ဒီတဲ့ပို့ပြီးတော့စီးလုံးမှုလို့ပါစီးလုံးမှုအနေသွားတယ်ပေါ့2021 ကတက်ဆိုင်ဒီချိန်တော့အမြင်ခုနကတော့စီးလုံးညီညွတ်ရှိဖို့အတွက်ဘာတစ်ဖက်နဲ့တစ်ဖက်တစ်ခါလေးဆိုင်မတည့်ကြဘူးရှမ်းဖြစ်ကြတယ်အဲ့လိုမျိုးလေးတွေလည်းကျွန်တော်မြင်နေတွေ့နေရတယ်ကိုစီးလုံးစီခြင်းလည်းပေါ့ကိုမစီးလုံးတော့သူကဝမ်းတာသူတို့လည်းစီးလုံးလားဆိုသူတို့လည်းမစီးလုံးပါချင်းချင်းကိုပြန်ပြီးတော့ကပ်ဖုတ်နေ ဟုတ်ပါတယ်ဗျ
ခုလိုမျိုးကျွန်တော်တို့ရဲဘော်တွေပေါ့နော်တော်လိုင်းရေးအဖွဲ့ကိုကြံပြီးတော့ဆိုပါတယ်လက်ရှိလည်းပကတိတရားတွေလည်းအဲ့လိုမျိုးတွေရှိနေတာလည်းကျွန်တော်သက်ခံပါတယ်ဗျဟုတ်ပြီနော်အဲ့ကြောင့်မို့ကျွန်တော်တို့တော်လိုင်းရေးရဲဘော်ရက်ဘက်တွေကျွန်တော်တို့အနေနဲ့ပြောချင်တာကျွန်တော်တို့ဒီထက်ကပိုပြီးစီလုံးဖို့လိုတယ်စစ်ကောင်စီကိုကျွန်တော်တို့စီလုံးလုံးနဲ့တွန်းလှန်နိုင်မှဆိုရင်စစ်ကောင်စီရန်ရားတွေကတက်စီပါတယ်ကျွန်တော်တို့မျိုးပေါ်ချီတက်လို့ရပါပြီဗျဟုတ်ကျေးဇူးတင်ပါတယ်